So what I have to do is I went out to LA, like Hollywood area, Santa Monica, UCLA. We protest about what is happening in Myanmar. So I cover a lot of documentary. ယုံကြည်ချက်တစ်ခုတွင်နဲ့အသက်တွေကိုစတေးခဲ့သူတွေခံယူချက်တစ်ခုတွင်နဲ့လိပ်ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့ထမင်းဝိုင်းလေးငါငေးကြည့်ကြရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်သွားပြီအတိုင်းမြုံတွေတစားစီအမေရဲ့သားတွေအဖေရဲ့သမီးတွေအိမ်ပြန်မလာတော့ပြီနိုင်ငံအတွက်လို့သူပြောသည်ငါမှဖြေစရာစကားမရှိအလေးပြုပါတယ်သူရဲ့ကောင်းတို့ရဲ့တာဝန်ချေခဲ့ပြီယုံကြည်ချက်တစ်ခုတွင်နဲ့အသက်တွေကိုစတေးခဲ့သူတွေခံယူချက်တစ်ခုတွင်နဲ့လိပ်ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့တမင်ဝိုင်းလေးကိုငါငေးကြည့်ကြရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်ဒီမှာကျဲတွေချွေခဲ့ပြီးဘလောင်ဆူနေတဲ့အထိနှစ်သိမ့်ဖို့ရစကားလုံးများတောင်ငါမရှာမတွေ့ပြီငါမျက်ရည်အလိုလိုချစင်လာငါတို့ရဲ့အာဇာနည်များအတွက်ပါကတိပြုပါတယ်အဆုံးသက်တဲ့နေ့တိုင်းတွန်းလှန်လို့သွားမှာငါတို့တွေ့သစ္စာ